အားလုံးပဲမင်္ဂလာပါရှင်ရွေးနိုင် sharing blog ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်အခုဒီဗီဒီယိုကတော့ the 7 habits of highly effective teens စာအုပ်ကို summarize ပြောပြမှာဖြစ်ပါတယ်ရှင်အခုဒီစာအုပ်မှာအခန်းက6ခန်းလောက်ပါတယ်ပေါ့နော်အခန်းက6ခန်းလောက်ပါတယ်မှာနံပါတ်1အရင်ဆုံးကပြောထားတယ်be proactive တာဝန်ယူစိတ်ရှိရမယ်ဆိုတာပြောထားတယ်တာဝန်ယူစိတ်ရှိတဲ့ဆိုတာဘယ်မျိုးလဲဆိုရင်ပြဿနာတစ်ခုရှိရင်ကိုဘာမှနေလဲစဉ်းစားပြင်ကျင်နေတာကိုဖြန့်သွင်းကိုကတော့လွတ်ပြီးတော့သူများကိုတော့တရားခံဆိုတဲ့အဖြစ်မျိုးမဖြစ်စေဘူးပေါ့နော်ဒီအခန်းမှာပြောထားတယ်နောက်ထပ်နံပါတ်2ကတော့ begin with the end in mind ငါဘာဖြစ်ချင်တာလဲကိုယ့်ရဲ့ရည်မှန်းချက်ကဘာလဲဆိုတာတည်တည်ချာချာသိအောင်လုပ်ရမယ်ဆုံးဖြတ်ချက်မချရသေးဘူးကိုဘာဖြစ်ချင်လဲကိုဘာလုပ်ချင်လဲမသိသေးဘူးဆိုရင်လည်းတေချာလေးဆုံးဖြတ်ချက်ချဖို့လိုတယ်ဆိုတာပြောထားတယ်ပေါ့နော်ပြီးနံပါတ်3 put first in first ပေါ့ put first in first မှာအစီအစဉ်ရှိနဲ့တစ်ဆင့်ပြီးတစ်ဆင့် step by step သွားဖို့ပြောထားတယ်ပေါ့နော် put first in first ဆိုအရေးကြီးတဲ့အရာတွေကိုရင်လို့ဆိုတာပြောထားတယ်နောက်နံပါတ်4ကတော့ think win win ပေါ့ think win win အဲ့ဒါဘာလဲဆိုရင်နှစ်ဦးနှစ်ဖက်အကျိုးရှိစေမယ်အရာလည်းတူပဲစဉ်းစားရမယ်လို့ပြောထားတယ်နံပါတ်5က see first to understand then to be understand ပထမဆုံးသူများကိုနားလည်အောင်အရင်ဆုံးကြိုးစားပါပြီးရင်သူများကကိုယ်ကိုပြန်ပြီးတော့မှနားလည်နိုင်အောင်ကိုယ့်ရဲ့အတွေးခေါ်လေးတွေကိုဘလို့လေးစဉ်းစားထားတယ်ဆိုတာကိုပြန်ပြီးတော့မှ share ပေးပါအတူချင်းနားလည်တင်နေဆိုတာပြောထားတယ်နံပါတ်6ကတော့ synergize ပေါ့နော်လက်တွေ့ကြိုးပေးရမယ်တယောက်နဲ့တယောက်အလုပ်တစ်ခုလုပ်တဲ့အချိန်မှာတေချာလေးလက်သွဲပြီးတော့မှဂျိုပန်တင်နေဆိုတာပြောထားတယ်နံပါတ်9ကတော့ sharpen the saw ကိုပြန်သွေးလို့ပြောထားတယ်ကိုပြန်သွေးဆိုတဲ့နေရာမှာအချက်တွေလည်းအများကြီးရှိတာပေါ့နော်နောက်တစ်ချက်က we first make our habit then our habit make us ပေါ့နော်ပထမဆုံးငါတို့ကအကျင့်ဖြစ်အောင်လုပ်ရမယ်ပြီးမှအကျင့်ကတို့ပြန်ပြီးတော့ဖန်တီးသွားရပေါ့နော်အဲ့ဆိုဘာသာပြန်လိုက်မယ်ဆိုရင်ပထမဆုံးငါတို့ကအကျင့်တစ်ခုကိုဖန်တီးရမယ်အဲ့ဒီအကျင့်ကကိုပြန်ပြီးတော့ဖန်တီးပေးမယ်ဆိုတာပြောထားတယ်နောက်တစ်ခုက the road to anywhere is really a life to nowhere ဘယ်ကိုရောက်ဆိုတဲ့စကားဆိုတာတဲ့ဘယ်မှမရောက်နိုင်တဲ့လမ်းမို့လို့ပါခဲ့ဥပမာဆိုဘယ်သွားမလို့လဲခြေဦးတက်ရရှောက်သွားမယ်ပြောတယ်ပေါ့နော်ဘယ်ကိုရောက်ကွာတခါတလေစဉ်းကျင်တဲ့ချိန်တိုင်းဘယ်ကိုရောက်ခြေဦးတက်ရရှောက်သွားလိုက်မယ်အဲ့လိုမျိုးပြောတတ်ကြတယ်ဒါကြတော့ဘယ်ကိုရောက်ဆိုတဲ့စကားအတိတ်ဘယ်ရပေါ့နော်ဘယ်မှကိုမရောက်ဘူးဆိုတဲ့အတိတ်ဘယ်ကိုတက်ရောက်ပါတယ်လို့ပြောထားတယ်ပြီးတော့ control your own dynasty or someone elsewhere ကိုယ်ကကြမှာကိုဖန်တီးပါမဟုတ်လို့တော့သူများဝင်ပြီးတော့ဖန်တီးသွားလိမ့်မယ်လို့ပြောထားတယ်နောက်တစ်ခါ mission ပေါ့နော် mission ဆိုတာဗါလဲ mission ဆိုတာကလည်းတစုံတစ်ခုကိုပြီးမြောက်အောင်ဆောင်ရွက်မယ်ဆိုတဲ့တန်သိဋ္ဌံစိတ်သက်ကိုဆိုလိုတာပါတဲ့အဲ့တော့ပန်းတိုင်းအပေါင်းတန်သိဋ္ဌံအပေါင်းလက်တွေ့လှုပ်ဆောင်ချက်ဒီ၃ခုကိုပေါင်းလိုက်လို့ရှိရင် mission ဆိုတာဖြစ်လာတာပေါ့နော် goal commitment action equal to mission ပေါ့အဲ့ဒီအကြောင်းကိုပြောထားတယ်ဒီစာအုပ်မှာပြောထားတဲ့နောက်ထပ် key point တစ်ခုကတော့ပန်းတိုင်းတစ်ခုကိုသွားမဲ့လမ်းမှာအာရုံစိုက်ရမယ့် key လေးရှိတယ်လို့ပြောထားတယ်အဲ့ဒီ key က5ချက်ရှိပေါ့နော်ဘာလို့လဲဆိုရင်နံပါတ်1ကတက်ကြွပါမကြွတတ်ပါနဲ့လို့ပြောတာကြွတတ်တာမျိုးမဖြစ်စေနဲ့ပေါ့နော်ကြွတတ်တယ်ဆိုတာကကိုဒီခုမှာဘယ်လိုပြောမလဲနည်းမာနကြီးတော့ပေါ့နော်ဘဝင်မြင့်သွားတဲ့ပုံစံမျိုးကြွတတ်တာကိုပြောတာပေါ့ဒါပေမဲ့ key 2ကတော့ရွေးချယ်လို့ဖြစ်ပါစေအရွေးချယ်ခံမဖြစ်ပါစေနဲ့ဆိုတာပြောထားတယ်နံပါတ်3ဖြစ်အောင်လို့ကိုတခုလှုပ်ချင်ရင်ဖြစ်အောင်လို့အစီအစဉ်မပေးနဲ့ emission အကောင့်တဲ့ဖို့ဆုံးဖြတ်ပြီးရင်တခါလဲစလုပ်ဆိုတာပြောထားတယ်အဲ့တော့နံပါတ်4 key point 4ပေါ့နော်ဘဝရဲ့အလှည့်ပြောင်းကိုတဲ့အသုံးချပါမကြောက်ပါနဲ့မရှောင်ပါနဲ့လို့ပြောထားတယ်တကယ်တော့ကိုကဒီလို turning point အလှည့်ပြောင်းကြုံတဲ့အချိန်မှာဆိုရင်စိတ်ထဲမှာချက်ချင်းလက်မခံနိုင်တဲ့အဖြစ်မျိုးဖြစ်တတ်တယ်ပြီးလို့ရှိရင်စိတ်သက်ကြတာတို့လမ်းပြောက်တာတို့လည်းဖြစ်တတ်တယ်ပေါ့နော်အဲ့လိုအချိန်မှာဒီကိုအသုံးချလိုက်ပါမကြောက်ပါနဲ့မရှောင်ပါနဲ့ဆိုတာပြောထားတယ်ဘလို့အကီ turning point ဖြစ်တယ်လဲဆိုဒီမှာဥပမာအနေနဲ့ပြောထားပါတော့ပထမဆုံးစာတင်နဲ့အစလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်စာတင်နဲ့အဆုံးလည်းဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကစမွေးအောင်ကစားလည်းဖြစ်နိုင်တယ်လို့စမွေးကြတဲ့အချိန်မှလည်းဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုရေးစားရကစားဒါမှမဟုတ်ရင်ပြီးစားပွဲကစားနောက်တစ်ခုကအိမ်နာကြကစားဒါမှမဟုတ်ရင်အိမ်နာပွဲကစားနောက်တစ်ခုကမွေးဖွားခြင်းနဲ့ကြုံတွေ့ရတဲ့အချိန်မှလည်းဖြစ်နိုင်တယ်သေဆုံးခြင်းနဲ့ကြုံတွေ့ရတဲ့အချိန်မှလည်းဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကရာလူတိုးကစားလည်းဖြစ်နိုင်တယ်ရာလူကြကစားလည်းဖြစ်နိုင်တယ်နောက်တစ်ခုကချမ်းသာတဲ့အချိန်ဒါမှမဟုတ်ဆင်းရဲသွားတဲ့အချိန်ဒီလိုအချိန်တွေမှာကိုယ့်ရဲ့ turning point ခံရပါတယ်ရုပ်အတွက်ဆိုရင်ဒီလိုဘဝ turning point ပဲအချိန်မှာကြုံနေလို့ဆိုရင်ပထမဆုံး10
ဆယ်နှစ်လောက်အောက်သွားတဲ့အချိန်ပေါ့နော်အဲဒီအချိန်မှာ turning point တစ်ခါဖြစ်တယ်နောက်တော့ရွေအဖေစင်းကိုတက်တဲ့အချိန်မှာ turning point တစ်ခါဖြစ်တယ်ပေါ့နော်အဲ့လို turning point ကနေမှကိုယ်တင်ငန်းစာတွေပေးလာတယ်တင်ငန်းစာတွေရလာတယ်လို့တော့ခံစားရတယ်ပေါ့နောက်ခု point 5ကအပြန်လဲ MBU ကိုကျွန်တော်ကိုင်ကျွမီကျွန်ကိုင်းမီဆိုတာပြောထားတယ်ပေါ့ရှင်တဲ့ point အောင်တစ်ခုရှိသေးတယ်အဲ့ဒါကျွန်တော်အချိန်ရဲ့တန်ဖိုးပြောထားတယ်ပေါ့နော်အချိန်ရဲ့တန်ဖိုးမှာဘာတွေပါလဲဆိုရင်သူကတနည်းရဲ့တန်ဖိုးကိုသိချင်ရင်ဇံဝဲကြတဲ့ကြောင်းသားကိုမေးကြည့်ကြည့်ပါတဲ့တလရဲ့တန်ဖိုးကိုသိချင်လာမစေပဲကလေးမွေးတဲ့မိခင်ကိုမေးကြည့်ကြည့်ပါတပတ်ရဲ့တန်ဖိုးကိုသိချင်ရင်အပတ်စဉ်ထုတ်ချန်တဲ့အဒီတာကိုမေးကြည့်ပါတဲ့တနေ့ရဲ့တန်ဖိုးကိုသိချင်ရင်ကလေး6ယောက်ကိုကျွေးမွေးနေရတဲ့နေ့စားအလုပ်သမားကိုမေးကြည့်ပါတဲ့တနာရဲ့တန်ဖိုးကိုသိချင်ရင်တော့စုံစည်းခွင့်ကိုစောင့်နေကြတဲ့ချစ်သူတွေကိုမေးကြည့်ပါတဲ့တမနေ့ရဲ့တန်ဖိုးကိုသိချင်ရင်ယထာမမီလိုက်တဲ့ခီးတွေကိုမေးကြည့်ပါတဲ့တစ်စက္ကန့်ရဲ့တန်ဖိုးကိုသိချင်တော့ရင်တိုက်မှုနဲ့တီလေးလွတ်သွားတဲ့ဒရိုင်ဘာကိုမေးကြည့်ပါတဲ့တစ်မီလီစက္ကန့်ရဲ့တန်ဖိုးကိုသိချင်တော့အိုလံပစ်ငွေတစိမ့်ရှင်ကိုမေးကြည့်ပါဆိုမှပြောလိုက်တယ်ဒါအချင်းရဲ့တန်ဖိုးပေါ့နော်အကျိုးရှိပုံလေးကိုပြောထားတယ်နောက်တစ်ပိုင်းကတော့ synergize အပိုင်းပေါ့နော်ဒီအပိုင်းမှာသူကနီး3နီးကိုပြောပြထားတယ်ပထမတစ်ခုကတော့1 + 1 equal to 1 by half ပေါ့နော်ဒီဟာကတော့စိတ်ဆက်ညှိနှိုင်းပေါင်းဆက်ခြင်းလို့ခေါ်တယ် compromise လို့လည်းခေါ်တယ်ပေါ့နော်ရည်ရွယ်ချက်ကတော့ဂျာအဖြေတစ်ခုရဖို့ရည်ရွယ်တာပေါ့နောက်တစ်ခုကတော့1 + 1 equal to ပေါ့နော်ဒါကတော့ပူးပေါင်းဆောင်ရွက်ခြင်း cooperation ရည်ရွယ်ချက်ကတော့စုပေါင်းဆွဲအင်းယူရလောက်ဖို့ပဲရည်ရွယ်တာတဲ့ပြီးရင်နံပါတ်3 1 + 1 equal 3ပေါ့နော်ဒါကတော့စုပေါင်းဆွဲအင်း synergy တီထွင်ဖန်တီးမှုအသစ်ရဖို့ဆိုပြီးတော့မှရည်ရွယ်ထားတယ်အဲ့တော့ဒီနီလန်း3ခုထဲမှာဘယ်နီလန်းကအကောင်းဆုံးလဲဆိုရင်တော့1 + 1 equal 3ရပို့ပြီးတော့ကောင်းတာပေါ့နော်အဲ့တော့ဒီရဲ့1 + 1 equal 3ဖြစ်ဖို့ကိုဒီ synergy အတွက်အဆင့်5ဆင့်ရှိတယ်ပေါ့အဲ့ဒီအဆင့်5ဆင့်ကပထမအဆုံးနံပါတ်1ချက်ကပြဿနာကိုဖွင့်ဆိုလိုက်ပြဿနာကိုရှာဖွေဖို့ပဲနံပါတ်မားတယ်ဘယ်လိုလေးမားသွားတယ်ဆိုတဲ့အကြောင်းကိုရှာကြည့်ပါနံပါတ်2ကတော့their way ပေါ့သူတို့ရဲ့ idea ကိုနားလည်ဖို့ကြိုးစားပေါ့တကယ်လို့ကိုကအဖွဲ့အစည်းနဲ့ organization တစ်ခုနဲ့လုပ်တယ်ဆိုရင်သူတို့တွေကဘယ်နှမှာမားသွားလဲသူတို့ရဲ့ idea ဘယ်လိုတွေရှိလဲဆိုရင်မှအရင်ဆုံးနားလည်ဖို့ကြိုးစားရမယ်နံပါတ်3ကတော့ my way ပေါ့ကို idea ကိုသူများနားလည်အောင်ပြန်ပြီးတော့မှshare ပြရမယ်ကိုကတော့ဒီလိုနေရာလေးမှာဒီလိုလုပ်ဖို့စိတ်ကူးရှိတယ်ဒီလိုလေးကိုဒီလိုပြင်လိုက်ရင်ရောဆိုပြီးတော့မှအဲ့လိုအချင်းချင်းနားလည်အောင်ပြန်ပြီးတော့မှ share ပေးတင်တယ်ပေါ့နော်ပြီးနံပါတ်3 brainstorm ပေါ့ idea မျိုးစုံစဉ်းစားနီလန်မျိုးစုံနဲ့နိုင်ရှင်ပြီးတော့ idea အသစ်တွေကိုဖန်တီးပါလို့ပြောထားတယ်နံပါတ်4ကတော့ highway ပေါ့အကောင်းဆုံးနီလန်ကိုရွေးချယ်အဲ့ဒီအပေါ်ကနေလောက်ခဲ့တဲ့နီလန်လေးခုအတိုင်းပြီးသွားပြီဆိုရင်အဲ့ဒီတည်းကဘယ်နီလန်ကအကောင်းဆုံးလဲအကောင်းဆုံးနီလန်ကိုရွေးချယ်လို့ပြောထားတယ်ပြီးရင်နံပါတ်နောက်တစ်ချက်က shopping the soul ပေါ့နော်ကိုပြန်သွေးဆိုတဲ့အချက်ဖြစ်ပါတယ်ကိုပြန်သွေးဆိုတဲ့အချက်မှာပါမယ်ဆိုရင် body ရုပ်ပိုင်းဆိုင်ရာပေါ့နော် physical ဘိုင်းတွေပါတယ် physical body ရုပ်ပိုင်းဆိုင်ရာကိုဘယ်လိုသွေးရမလဲဆိုရင်ဒီချိန်ကပုံမှန်လောက်တာကြက်မရင်းနဲ့ရုပ်တဲ့အစားအစာတွေကိုစားပေးတာပြီးရင်နည်းနည်းချက်ချိုက်နည်းနည်းချက်ချိုက်အနာယူအပန်းဖြေဒီပိုင်းလေးပါတယ်ပေါ့နော်နောက်တစ်ခုကတော့ mind စိတ်ပိုင်းဆိုင်ရာမှာဆိုရင်ကိုယ့်ရဲ့စိတ်ကတန်မာဖို့လိုအပ်တယ်တန်မာဖို့စာဖတ်ပေးရမယ်ပြီးရင်ကိုစိတ်ဝင်စားတဲ့ skill အသစ်တွေကိုလေ့လာသင်တယ်ပေါ့နော်ပြီးနောက်တစ်ခုကတော့ heart စိတ်လှုပ်ရှားမှုပေါ့နော်စိတ်လှုပ်ရှားမှုဖြစ်တယ်ဘယ်လိုကိစ္စတွေမှာကိုကစိတ်လှုပ်ရှားတတ်လဲကိုပြန်ဆန်းစစ်ပြီးပြီဆိုမှလူမှုဆက်ဆံရေးပိုင်းမှာဘယ်လိုလေးကြုံတွေ့ရလားရင်ငါဘယ်လိုဖြစ်တတ်တယ်အဲ့တော့ဘယ်လိုပြုပြင်လဲအဲ့လိုမျိုးပုံစံတွေပေါ့နော်ပြီးလို့ရှိရင်နောက်ဆိုစိတ်ဝန်းကြီးပိုင်းစိတ်ဝန်းကြီးစိတ်သက်ခိုင်ပါဖို့ဆိုရင်တရားထိုင်တာတို့ဖျားသွားကြောင်းတက်လို့တာတို့နေ့တိုင်း journaling ရေးတာတို့လုပ်ပြလို့ရတယ်ပေါ့နော်ဒါကတော့ကို sharpen the soul အပိုင်းမှာပါတယ်အချက်လေးတွေပေါ့နော်ပြီးလို့ရှိရင်အစားတောက်စားလို့ရှိရင်လည်းကိုနဲ့တင့်တော်တဲ့အစားအစာတွေပဲစားချင်တာပဲစွတ်ပြီးတော့မှစားလို့မရဘူးပေါ့နော်အဲ့တော့စားချင်တာပဲစွတ်စားလို့ရှိရင်ကိုနဲ့ကြက်မာရင်းနဲ့ထိခိုက်တတ်တယ်ပေါ့အဲ့တော့စားတင်တာပဲစားကိုနဲ့မတည့်တဲ့အစားတွေဆိုရင်ရှောင်တင်တယ်လို့ပြောထားတယ်နောက်တစ်ခုက mind စိတ်ပိုင်းဆိုင်ရာပြပြမယ်နော်စိတ်ပိုင်းဆိုင်ရာမှာကိုစိတ်ကိုကောင်းမွန်ဖို့အတွက်တွေးရမယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာတန့်ရှင်းဖို့အတွက်လှုပ်ဆောင်ရမယ်အဲ့တော့စိတ်တန့်ရှင်းစေဖို့ဘာတွေလုပ်တင်လဲဆိုရင်ပထမဆုံးတစ်ချက်ကတော့ meditation တရားထိုင်တဲ့ meditation ညမှာနီလန်းနေလဲမျိုးရှိပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ချက်ကသူများကိုကူညီjournaling ရေးလမ်းလျှောက်ပြီးရင်စာဖတ်ပကြီးဆွဲဝတ်ပြုဆူတောင်းတာတွေလုပ်လို့ရတယ်ပြီးရင်
အကြောင်းအရာတစ်ခုခုကိုစိတ်ဝင်စားတဲ့အကြောင်းအရာကိုနည်းနည်းချင်လေးတွေးပြီးရင်ဘာသာရပ်တစ်ခုကိုလေ့လာတင်တယ်လေ့လာနေမှကိုအမြဲတမ်းလေ့လာနေမှတိုးတက်တယ်လို့ခံစားရလာမှာပါအဲ့တော့ဒီစာအုပ်ရဲ့နှိကုံးမှာဆိုရင်ပြောထားတာကတော့တကယ်လို့ဘဝမှာတဲ့အသက်အကျလောကရန်တွေနဲ့ရင်ဆိုင်ရရင်မျောလင်းချက်တွေမပီမတဖြစ်လာရင်အရှုံးအန်ဒီရဲ့လက်တကမ်းမှာရောက်နေတယ်ဆိုရင်တဲ့ဆရာတော်ဂျက်ဆင်ကပေါ့နော်ဂျက်ဆင်က keep hope alive ဆိုပြီးတော့မှအချက် 3 ချက်နဲ့ဖော်ပြထားတယ် keep ဆိုတာဆက်ပြီးတော့ hope ဆိုတာမျောလင်းမှာ alive ဆိုရှင်းတယ်မှာမျောလင်းချက်တွေနဲ့ရှင်းတယ်မှာဆိုပြီးတော့မှပြောထားပါတယ်အဲ့တော့ဒီစာအုပ်ကအရန်ကိုကောင်းတဲ့စာအုပ်တော့ဖြစ်ပါတယ်ဒီစာအုပ်ထဲမှာပါတဲ့အပိုင်းတွေကဆိုရင်ပြီးတာဝန်ယူမှုအပိုင်းကိုလုပ်တဲ့ကိစ္စမှာတာဝန်ယူတင်နေပြီးပြအောင်တာဝန်ယူတင်နေဆိုတဲ့အကြောင်းပြောထားတယ်နောက်တစ်ခုကကျတော့begin with the end in mind ပေါ့ကိုရဲ့ရည်မှန်းချက်ကိုရှာဖွေတတ်ရမယ်ဘာတွေစိတ်ဝင်စားလဲကိုဘာလို့ချင်လဲဆိုပြီးမှဆုံးဖြတ်ရမယ်ပြီးရင်တကယ်လို့ရည်မှန်းချက်ထားပြီးပန်းနိုင်ရှိပြီဆိုရင်အဲ့ဒါကိုအစီအစဉ်ရှိနဲ့ step by step သွားတင်တယ်ပြီးလို့ရှိရင်နှစ်ဦးတစ်ဖက်အကျိုးရှိမဲ့သူတွေခေါ်ရရလက်တွေကိုစဉ်းစားပေးတင်တယ်ပြီးရင်ပထမဆုံးသူများနားလည်အောင်ကြိုးစားရမယ်ပြီးရင်ကိုယ့်ရဲ့စိတ်ကိုသူများနားလည်အောင်ပြင်ပြီးတော့မှမျှဝေပေးရမယ်ပေါ့နော်ပြီးရင်အချင်းချင်းကို organization တစ်ခုခုမှအလုပ်လုပ်တာပဲဖြစ်ဖြစ်ကိုနဲ့တူလက်တွဲလုပ်နေတဲ့သူတွေဆိုရင်သူချာလေးလက်တွဲကြိုးပမ်းတင်တယ်လို့ပြောထားတယ်ပြီးရင်အားတဲ့အချိန်တိုင်းကိုပြန်တွေးတင်တယ်ပေါ့နော်ဒါမှကိုတိုးတက်မှုရှိမှာပေါ့အဲ့လိုပြောထားတယ်ဒီစာအုပ်ကအရင်ကောင်းတဲ့စာအုပ်ပေါ့နော်စိတ်ကိုတက်ရှင်းဖို့လေ့ကျင့်ရမယ့်ပုံစံတွေလည်းပြောထားတယ်တရားထိုင်တာတို့တရားထိုင်နိုင်ဆိုရင်တကယ်စိတ်ကိုအေးချမ်းပြီးတော့တက်တာရတယ်ပေါ့နော် journaling ရေးခြင်းကလည်းကိုယ့်ရဲ့နေ့စဉ်ဖြတ်သန်းမှုပုံစံကိုဘယ်နေ့မှာဘယ်လိုဖြတ်သန်းခဲ့တယ်ဘယ်လိုကြုံတွေ့လာရင်ကိုယ်စိတ်ကဘယ်လိုခံစားရတယ်အဲ့တော့ကိုကဘယ်လိုတုံ့ပြန်လိုက်လဲပေါ့နော်အဲ့တော့ကိုပို့ပြီးတော့မှတည်စီတယ်ပေါ့နော်အဲ့တော့ဒီစာအုပ်ကငြင်းအောင်ကောင်းပါတယ်အဲ့တော့ဒီစာအုပ်ကနေဘုဒ္ဓတစုံတရားရမယ်လို့မျှော်လင့်ပါတယ်တကယ်လို့ဘုဒ္ဓရသွားတဲ့အချက်တစ်ခုရှိမယ်အကြိုက်ဆုံးအချက်တစ်ခုရှိမယ်ဆိုရင်ကိုယ်ပဲမှာရေးသွားပြလို့ရပါတယ်အဲ့တော့စိတ်ထားမှုမြက်ပြီးတော့ကိုတိုးတက်ပြီးတော့တိုးတက်ပြောင်းလဲတဲ့သူတွေဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အဲ့တော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်ဒီလေးမှာယူကတချို့နေရာလေးတွေမှာစကားပြောမှားထားတာလေးတွေရှိပါတယ်အတန်စကားအတန်မပြီးတာလေးတွေလည်းရှိပါတယ်ပြီးတော့နောက်ခံ background ဆူညံနေတာလေးလည်းရှိပါတယ်ဘာလို့လဲဆိုတော့မအားတဲ့ကြားတွေကဒီလိုဗီဒီယိုလေးတွေလုပ်ပြရတာဖြစ်တဲ့အတွက်မားနေတဲ့အရာလေးတွေကိုသိခံပြီးတော့နားထောင်ပေးစေချင်ပါတယ်ဒီလိုနားထောင်ပေးတဲ့အတွက်လည်းအရန်ကိုကျေးဇူးတင်ပါတယ်ရှင်